အဲ့တော့မြတ်စွာဘုရားကပေးခဲ့တဲ့မိသားစုဘတ်ဂျက်ကလေးအင်္ဂလိပ်စကားနဲ့ဘတ်ဂျက်နော်ငွေကြေးသုံးစွဲမှုစနစ်စရာမြတ်စွာဘုရားဗာပေးခဲ့တော့ဧကိနဘောဂံဘုံစေယစတုဒာဝိပစေဘောဂေပန္တိတောဂရမဝတံပညာရှိတဲ့ပုဂ္ဂိုလ်တဲ့မိသားစုဘဝမှာနေထိုင်နေဆိုရင်တဲ့စတုဒာပစ္စည်းလေးကို၄ပုံပုံပြီးတော့ထားတာ၄ပုံပုံမှာအပိုင်း၄ပိုင်းလှုပ်ထားပါစတုဒာဝိပစေဘောဂေကိုပိုင်တဲ့ပစ္စည်းကိုငွေကြေးဆိုရင်၄ပုံပုံထားပါ၄ပုံပုံကြည့်ပါပုံကြည့်ပြီးရင်ဧကေနဘောဂံဘုံစေယနေ့စဉ်စားတဲ့ထဲမှာတပုံထဲပါဒွိဟိကမ္မံပယောစေယနှစ်ပုံကတော့အရင်နှီးလှုပ်ဖို့အရင်နှီးမှာအသုံးပြုပါတယ်စတုထင်စနိဒပေးရတယ်၄ခုမြောက်တပုံကိုတော့တင်ထားပါတဲ့ emergency အရေးပေါ်ကိစ္စသုံးဖို့အတွက်၄ပုံတပုံကိုသုံးထားတပုံပဲစားနှစ်ပုံကအရင်နှီးပြုဒါဖျားပေးထားခဲ့တဲ့လောကီစီးပွားရေးပဲ